ကိုပြီးဘင်ကောင်းလာလေးတွေကရှာနေပါတယ်ဆိုတော့ကျွန်တော်ရဲ့ညီကိုညီမငယ်များဒီနေ့ကျွန်တော်ဆိုင်မှာ Edison School ပြီး82အင်ဂျင်မြောင်းလေးတစ်စီးကျွန်တော်ထပ်မံရောက်ရှိလို့ထားပါတယ်ဗျဒီဘိန်းလေးက license လေးပါမယ်ရပလက်က80ခွန်ရပလက်နဲ့ထွက်ထားပါတယ်ဗျနော်အင်ဂျင်အောက်ဆွဲလေးပဲဖြစ်ပါတယ်ဗျဘိန်း100ရာခိုင်နှုန်းအာမခံပါဗျနော်အင်ဂျင်အလုံးဝအခြေခံကောင်းမယ်လက်တင်စီးရမယ်ဗျကျွန်တော်ရဲ့ညီကိုမိတ်ဆွေများဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးလေးကတော့32သိန်း5000 shorting လေးနဲ့ကျွန်တော်ရောင်းချလို့ပြီးတော့မှဖြစ်ပါတယ်ဗျဘိန်းလေးကိုကြိုက်နေတဲ့လို့ကိုယ်တိုင်ကိုယ်ကျနဲ့လာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုတော့เนาะကျွန်တော်ရဲ့မိတ်ဆွေများမန္တလေးမြို့54လမ်း128လမ်းတောင်ကျော်သူကိုဆိုင်ငယ်ရောင်းဝယ်ရေးဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ညီကိုမိတ်ဆွေများမော်ဒယ်လေးလည်းမြင့်မယ်စကူဘီအင်ဂျင်အပြောင်းလေးတွေကလည်းစီးကျင်ပါတယ်မျိုးစားလေးကလည်း Edison မှဆိုတဲ့ကျွန်တော်ရဲ့ညီကိုမိတ်ဆွေများเนาะကိုယ်တိုင်ကိုယ်ကျနဲ့စိတ်တိုင်းကြရွေးချယ်လာရောက်ဝယ်ယူနိုင်ပါရဲ့ဗျနော်နေဝေးကကျွန်တော်ရဲ့ညီကိုမိတ်ဆွေများလည်းကားကရောက်ငွေချေစနစ်နဲ့ကြော်သူကိုဆိုင်ငယ်ရောင်းဝယ်ရေးမှာဆောင်ရွက်ပေးပါရဲ့ဗျနော်ဝါယာရင်းမိလိုက်ပတ်လဲရမယ်ရှင်းတော့တိုင်ရအတင်းနီးနီးကြံမယ်အင်ဂျင်100ရာခိုင်နှုန်းအခြေခံကောင်းပါမယ်ဗျနော်ဒီဘိန်းလေးကိုတိုင်းနေတဲ့လို့ရှိရင်ကြော်သူကိုဆိုင်ငယ်ရောင်းဝယ်ရေးကိုကိုယ်တိုင်ကိုယ်ကျနဲ့လာရောက်ဝယ်ယူအားပေးနိုင်ပါရဲ့ဗျနော်ကျွန်တော်ရဲ့ညီကိုမိတ်ဆွေများ32သိန်း5000နဲ့ကျွန်တော်ရောင်းချလို့ပြီးတော့မှာဖြစ်ပါတယ်ဗျ